Hello အားလုံးပဲမင်္ဂလာပါရှင် Redmi series ရမှာ Screen size လေးကျယ်ပြီးတော့မှ battery အားလေးလည်းလုံးဝနေကျင်နေဆိုတဲ့သူတွေအတွက် battery အား9000ကိုအသုံးပြုပေးထားတဲ့ Redmi 10C Global လုံးလေးနှလုံး official mobile မှာရှိနေပါပြီရှင်ကာလာလေးကတော့အနက်ရောင်လေးပါပြီးရင်တော့သူက RAM 9GB ပိုင်းမှာဆိုရင်တော့ RAM 464GB ကိုအသုံးပြုပေးထားပါတယ်ရှင်Screen size ကျယ်လေးသုံးရင်တဲ့သူတွေတော်တော်လုံးဝအဆင်ပြေရပေါ့နော် body ပိုင်းမှာဆိုရင်လည်းအပေါ်အဆင်လုံးဝမရှိဘူးကပိတ်ကိုင်နေတဲ့သူတွေအတွက်လည်းလုံးဝအဆင်ပြေပါတယ်နော်ကင်မရာပိုင်းမှာဆိုရင်လည်းကင်မရာက50 megapixel ကိုအသုံးပြုပေးထားပါတယ်ဒီလို error ကင်းအလုံးအသန့်လေးတွေကိုလိုချင်တဲ့အားပေးချင်တယ်ဆိုရင်တော့82လမ်း42လမ်းတောင်းပါရှိရဲ့ official mobile second shot မှာလာရောက်ဝယ်ယူအားပေးလို့ရပါပြီဟုတ်ကဲ့ပါဒီလိုအလုံးတန်းတန်းလေးကိုလိုချင်တဲ့အားပေးချင်တယ်ဆိုရင်တော့အမြန်ဆုံးလာရောက်ဝယ်ယူအားပေးမှပဲရပါမယ်နော်လက်နေရင်တော့သူများဥသွားမှာဆိုတော့အမြန်ဆုံးလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်